အားလုံးပဲမင်္ဂလာပါ20ရက်4လ2025အတွက်ခုနှစ်သားသမီးရဲ့တရက်တာကံကြမ္မာကိုလီနိုမာကက်ကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တနင်္ဂနွေသားသမီးကနေစပြီးတော့ကြည့်ပေးပါမယ်တနင်္ဂနွေသားသမီးကမနက်ဖြန်တရက်တာမှာကံကောင်းနေပါမယ်တဦးတည်းတယောက်တည်းတကူတည်းပေါ့နော်ကိုယ့်ရဲ့တယောက်တည်းလှုပ်အားနဲ့လှုပ်တဲ့အရာတွေပို့ပြီးအောင်မြင်ဖို့များပါတယ်အဖွဲ့အစည်းနဲ့လှုပ်တဲ့အရာတွေကတော့နည်းနည်းလေးနှောက်နေကြညာနေမယ်ဆိုတဲ့သဘောမှာရှိရပါတော့အဲ့တော့ကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနဲ့ပါတော့1-8ပါဒိန်းလာသားကြီးများအတွက်ကြည့်ပေးပါမယ်ဒိန်းလာသားကြီးများကတော့မနက်ဖြန်တရက်တန်မှာကိုဘဝရဲ့တော့ချက်ပေါ့နော်ကိုဘဝရဲ့အခွင့်အလမ်းတွေကိုရှာဖွေတွေ့ရှိရင်ဒါမျိုးလေးတွေကြုံလာရနိုင်ပါတယ်ကံကတော့အတော်လေးကိုကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနဲ့ပါကတော့2-8ပါအင်္ဂါသားသမီးများကတော့မနက်ဖြန်တရက်တန်မှာတွေ့ဝေနေမယ်ငူငိုင်နေမယ်လှုပ်เสียဘာလို့ဘာကံရမှမရှိဘူးဆိုတော့ဝေခွဲရမခတ်နေတဲ့ပြဿနာလေးနဲ့ကြုံလာရနိုင်ပါတယ်ကံညံ့နေပါတယ်ကံညံ့စေတဲ့ကဏ္ဍနံပါတ်ကတော့1-9ပါဗုဒ္ဓဦးသားသမီးများကတော့မနက်ဖြန်ကိုယ့်ရဲ့ပစ္စည်းဥစ္စာဆုံးရှုံးတတ်ပါတယ်ပတ်စံအလိန်ခံရတာသို့မဟုတ်ဆုံးရှုံးတာခိုးယူခံရတာဒါမျိုးလေးတွေကြုံရနိုင်ပါတယ်ကံညံ့နေပါတယ်ကံညံ့စေတဲ့ကဏ္ဍနံပါတ်ကတော့3-1ပါဂျာရီသားသမီးများကတော့မနက်ဖြန်တရက်တာမှာအဆင်ပြေပါမယ်တိုးပေမဲ့ဘယ်ရာပဲလုပ်လို့အနေငယ်ခက်ခဲပြီးတော့မှအောင်မြင်မယ်ဆိုတဲ့နမိတ်မျိုးလေးတွေ့ရပါတယ်အဲ့တော့ကံလေးကတော့ကောင်းနေပါတယ်ကံကောင်းစီတဲ့နံပါတ်ကတော့1-5ပါအဲ့တော့တောက်ကြသားသမီးများအတွက်ကြည်ပေးပါမယ်တောက်ကြသားသမီးများကတော့မနက်ဖြန်တရက်တာမှာပျော်ရွှင်စရာအခိုက်အတန့်လေးတွေကြုံလာရနိုင်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့အရာလေးတွေကိုတွေးကြုံလာရနိုင်တယ်ချစ်သူနဲ့ပတ်သက်ပြီးတော့လည်းပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတစ်ခုကိုပိုင်ဆိုင်နိုင်တယ်ဆိုတဲ့နမိတ်ကလေးမြင်ရပါတယ်ကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့6ပါစနေသားများအတွက်ကြည့်ပေးပါမယ်စနေသားများကတော့မနက်ဖြန်မှာအရာရာကိုအစပြုခြင်းအောက်ခြေကနေတိဆောက်ခြင်းဆိုတဲ့နမိတ်ကိုမြင်ရပါတော့အဲ့တော့ကိုကအလုပ်တစ်ခုကိုအောက်ခြေကနေစပြီးတော့အစပြိုးတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်မနက်ဖြန်တရက်တာစနေသားများကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့3-5ပါရာဟုသားသမီးများတော့ကြည့်ပေးပါမယ်ရာဟုသားသမီးများကတော့မနေ့တရက်တည်းမှာစိတ်ပူပင်ရခြင်းဝေခွဲရခက်ခြင်းထိုင်းမိုင်းခြင်းဘာလို့ဘာကောင်းမှမသိခြင်းဒါမျိုးလေးတွေကြုံလာနိုင်ပါတယ်ကံညံ့နေပါတယ်ကံညံ့စီတဲ့ကဏ္ဍနံပါတ်ကတော့8ပါအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကိုလည်း follow လုပ်ဖို့မမေ့ပါနဲ့ဟုတ်ကျွန်တော်တရက်ကိုမြေတားချင်းနဲ့ဟောတာပေါ့နော် online နဲ့ဟောတာကျွန်တော်10ရောက်ပဲဟောပါတယ်အဲ့တော့ဒီနေ့ကတော့ဟောပြီးပြီပေါ့နော်မနက်ဖြန်ကနေစပြီးတော့ကျွန်တော်10ရောက်ပဲဟောပါတော့မယ်အဲ့ဒါလေးအတိပေးကြပါတယ်ကျေးဇူးတင်ပါတယ်